အားလုံးပဲမင်္ဂလာပါရှင်အခုကတော့ကျမတို့ group 2ကနေပြီးတော့ program နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ poster ကိုဘယ်လိုလုပ်ရမလဲဆိုတာနဲ့ strategy အသုံးပြုနည်းတွေကိုပြောပြတော့မှာပဲဖြစ်ပါတယ်ရှင်မြမတစုံတရာပါခဲ့ရင်လည်းခုနနားလည်ပြီးဖို့မေတ္တာရက်ခံရပါတယ်ရှင်အဆုံးထိကြည့်ရှုနားဆင်ပြီးဖို့ကိုလည်းတောင်းဆိုလိုက်ရပါတယ်ကဲခုပဲစလိုက်ရအောင်ကျမတို့ group 2မှာပါဝင်တဲ့သူတွေကတော့ SDG 11.02 SDG 06 SDG 12 equal 04 SDG 8 11 SDG 10.10 SDG 10 equal 04 SDG 10.06 လို့ပဲဖြစ်ပါတယ်ရှင်Algorithmဆိုတာကဘာလဲ An algorithm that the computer what to do and in what hours it like a repeat for the computer algorithmဆိုတာကကွန်ပျူတာကိုဘယ်လုပ်ရမလဲဘယ်စနစ်လုပ်ရမလဲဆိုတာကိုပြောပြဖြစ်ပါတယ်အဲ့ဒါကတော့ပဲခြင်းတဲ့အနေနဲ့ repeat တစ်ခုလိုပါပဲ The algorithm must include all the actions အဝိတ္တတဲ့မှာလောက်ဆောင်ရမယ်လှူရှားမှုတွေအကုန်ပါပါတယ် The algorithm must be in the right order အဲ့လှူရှားမှုတွေကအစဉ်လိုက်မှန်မှန်ကန်ကန်စီစဉ်ရမှာပဲဖြစ်ပါတယ်The algorithm in the plans for algorithm ဆိုတာကကွန်ပျူတာကိုလုပ်ရမယ့်အရာတွေကိုအစဉ်လိုက်ညွှန်ပြတာပဲဖြစ်ပါတယ် Program. A program is a series of commands that the computer can execute to perform a specific task or function. Program ဆိုတာကကွန်ပျူတာတစ်ခုကိုအနေနဲ့တည်တဲ့သံဝန်ခံတစ်ခုခုဒါမှမဟုတ်ရင်နှောက်ဆောင်ချက်တစ်ခုခုကိုအကောင်အထည်ဖြစ်အောင်နှောက်ဆောင်ပေးနိုင်ဖို့အတွက်အမိန့်များကိုအစောအဖက်ဖြစ်ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ Run a program means the computer carries out the command in the program. Run a program ဆိုတာက program တစ်ခုကိုကွန်ပျူတာက program အသေးရှိအမိန့်တွေကိုအစမပြတ်နှောက်ဆောင်ပေးတာပဲဖြစ်ပါတယ်။ Programmer. A programmer is a person who makes a computer program. Programmer ဆိုတာကကွန်ပျူတာရဲ့ program တွေကိုအရေးကြီးသူတွေပဲဖြစ်ပါတယ်။ပါတဲ့အကြောင်းအရာလေးတွေကိုလေ့လာချက်လိုက်ကြရအောင်။ Unit 4 Programming. Programming is the process of creating a set of instructions that tell a computer how to perform a specific task. Program ရေးဆွဲဆိုတာဟာတိကျတဲ့လုပ်ငန်းတစ်ခုတောင်းကိုကွန်ပျူတာကနေပြီးတော့ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုပြောပြတဲ့ညွှန်ကြားချက်အစုတစ်ခုကိုဖန်တီးတဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။ The different parts of the second website are the code block, the script area, the state and the menu bar. နောက်ထပ်ဒုတိယ website ရဲ့ခြားနားချက်မှာဆိုလို့ရှိရင် code block ဆိုရယ် code block ရဲ့ script area ရဲ့ state ရဲ့ပြီးတော့ menu bar ဆိုတဲ့အရာတွေပါဝင်ပါတယ်။ code block ဆိုလို့ရှိရင်ဒီနေရာမှာ block တွေကိုတိတ်ဆက်ထားပြီးတော့အသုံးပြုဝင်တဲ့အတွက်အစစ်သေးဖြစ်နေတဲ့ဆိုတဲ့အရာကိုပြောပါတယ်။ script area ဇာတ်မျိုး area မှာဆိုလို့ရှိရင် program တစ်ခုကိုပြုလုပ်တဲ့နေရာကိုခေါ်ပါတယ်။ပြီးတော့script ကနေပြီးတော့ရွေ့ရှားသွားတဲ့သူရွေ့ရှားတဲ့နေရာလေးကိုကြတော့ဇာတ်စင်လို့ခေါ်တယ်။နောက်ဆုံးတစ်ခုအနေနဲ့အမိန့်တွေကိုအပေါ်ပိုင်းမှာရှိတဲ့ဘာတစ်ခုစီတိုင်းမှာရေးထားတဲ့အရာတွေတိကျကြိုက်တယ်လို့ရွေးချယ်နိုင်တဲ့အရာကိုကြတော့ကျွန်တော်တို့တွေက menu bar လို့ခေါ်ပါတယ် Save program file. Open the file menu and choose to your computer. Then type the name for your file. Load program file. Open the file menu and click on Run from your computer. Choose the file you made last time. Save program file ဆိုတာကကိုရေးထားတဲ့အကြောင်းအရာတစ်ခုခုကမပြီးသေးပဲဘလုံးနိုင်တဲ့အထိလုပ်ပြီးတော့တင်ထားခြင်းရဲ့ file menu ကိုဖွင့်ပြီး Save to your computer ကိုရေးလိုက်ပါပြီးရင်ကိုသိမ်းမဲ့ file နာမည်တစ်ခုခုကိုရေးထည့်ပြီးတော့ကိုသိမ်းချင်တဲ့ file name က save ဖြစ်သွားမှာဖြစ်ပါတယ်ပြန်ပြီးတော့ကိုအရင်ကရေးထားတဲ့စာကိုဆက်ပြီးတော့ရေးချင်ရင် file menu ကိုဖွင့်ပြီး Look for your computer ကိုနှိပ်လိုက်ပါ Look for your computer ကိုနှိပ်ပြီးရင်ကိုထည့်ချင်တဲ့စာလေးကိုထည့်ရေးလို့ရပါပြီဒီခုကတော့ဒီ slide ကိုရှင်းပြပေးမယ် SDG နဲ့ပေါင်း06ပဲဖြစ်ပါရဲ့ရှင် Comments Scat command အ block Scat ရဲ့ command ကတော့ block တွေပဲဖြစ်ပါတယ် You fit the block together block တွေကိုအတူတူဖြစ်လို့ရတယ်ဒါပေမဲ့ block တစ်ခုမှာအလုပ်တစ်ခုပဲလုပ်ပါတယ် blocks are different color block တွေမှာအရောင်အမျိုးမျိုးရှိပါတယ် Motion blocks are blue Motion block တွေရဲ့အရောင်ကတော့အပြာရောင်ဖြစ်ပါတယ် Sound blocks are pink Sound block တွေကပန်းရောင်ဖြစ်ပါတယ် Forever loop A forever loop is a block to control a program. Forever loop ဆိုတာ program တစ်ခုကိုထိန်းချုပ်ဖို့ရအတွက် block တစ်ခုပဲဖြစ်ပါတယ် Command while repeat Forever loop ထဲမှာရှိတဲ့ command တွေကထပ်ခါအလုပ်လုပ်ပါလိမ့်မယ်
web လူရဲ့အပြင်ဘက်မှာရှိတဲ့ blog တွေကတစ်ခါပဲအလုပ်လုပ်ပါလိမ့်မယ် Hello SDG တိုင်းဘာလို့တက်မှတ်ပါလဲရှင် How do you make a poster ကိုဘယ်လိုဖန်တီးပြလို့မလဲ At the title do your poster ပထမဦးဆုံး poster အတွက်ခေါင်းစဉ်ကိုအရေးအဆုံးထည့်ရပါမယ် The title must be to the center of the screen ခေါင်းစဉ်ကလည်း screen ရဲ့အလယ်တက်မှာပဲရှိနေရမယ် You will as a taskbar to add some more words to your poster အဲ့ဒီ poster စကားလုံးတွေကိုထည့်ထည့်ဝေဟာအတွက် taskbar ကိုဖောက်ထည့်ရပါမယ်A taskbar is the reticular shape တက်ပေါက်ရဲ့ပုံစံကတော့ reticular ပုံစံမျိုးဖြစ်ပါတယ် Click inside to add image ပုံနေထည့်ဖို့ရအတွက် insert ကိုလေးရမယ် You can also add text in shade to make your board more exciting and fun မင်းရဲ့အလုပ်ကိုပုံမဆက်လို့ဆက်စရာကောင်းပြီးပြောဖို့ကောင်းအောင်ပုံစံတွေနဲ့စာသားတွေကိုလည်းထည့်နိုင်ပါတယ် You click file and save as to save your file မင်းရဲ့ file ကို save ဖို့ရအတွက် file ကိုအရင်ဖိနှိပ်ရမယ်ပြီးရင် CS ကိုနှိပ်ရမယ် And the next one, my hobby. My name is Yaya. I'm 60 years old. My hobby is photography. I always take my camera with me. I like taking picture of natural view. Is it very beautiful? Okay, this my hobby. ငါရဲ့ဝဏ္ဏအကြောင်းအရာကိုရေးထားတဲ့အချိန်မှာပေါ့နော်။ငါရဲ့ဝဏ္ဏဆိုတဲ့ဟာလေးကိုကြတော့ခေါင်းစဉ်ထိုက်တယ်။ခေါင်းစဉ်လို့ခေါ်ပြီးတော့နောက်ထပ်ငါရဲ့အကြောင်းအရာငါနာမည်ရရဖြစ်တယ်ကျမရဲ့အသက်ကပြီးတော့16နှစ်ကျမကဓာတ်ပုံရတာဝါနာပါတယ်သူတယောက်ဖြစ်တယ်အမြဲတမ်းကျမပဲသွားကင်မရာကိုယူဆောင်သွားတယ်ဒီအပိုက်လေးရဆိုလို့ရှိရင် body touch လို့ခေါ်တယ်နောက်တစ်ခုကကြတော့ဒီဘက်များလေးနဲ့ခုလေးနဲ့ပြလာတဲ့ຢာတွေကကြတော့ပုံနဲ့ပုံလေးဟာဒီပုံလေးဟာဆိုလို့ရှိရင်ဖိတ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးဖြစ်တယ်ပြီးတော့သူ့ရဲ့အဘီနာလေးမှာပုံရဲ့ဘီနာလေးမှာရေးထားတဲ့ I like taking picture or natural view is it very beautiful ဆိုတဲ့စာပိုက်လေးရဆိုလို့ရှိရင်ဘယ်လိုခေါ်လဲဆိုတော့စာဒီ picture ရဲ့စာတန်းလေးကိုရှင်းပြထားတဲ့အရာပဲဖြစ်တယ်ဒီဘက်ဘေးမှာရေးထားတဲ့ days protocol here ဆိုတဲ့အရာဆိုလို့ရှိရင်ပုံထဲမှာပါတဲ့ပုံတံတွေဟာအရေးကြီးတဲ့အချက်လက်တွေကိုပေးနေရဆိုတဲ့အရာကိုပြောပြခြင်းပဲဖြစ်ပါတယ် Spreadsheet A spreadsheet is a computer tool Spreadsheet ဆိုတာကွန်ပျူတာရဲ့တူတစ်ခုဖြစ်ပါတယ် A spreadsheet is made of column and row Spreadsheet ကို column တို့ row တို့နဲ့ပြုလုပ်ထားပါတယ် The columns are named with letter column ကို ABCD တို့မျိုး letter တွေနဲ့နာမည်ပေးထားပါတယ် The rows are numbered row တွေကိုတော့ gang clan နေနဲ့သတ်မှတ်ထားပါတယ်ဒီမှာဆိုလို့ရှိရင်1 2 3 4 5 6ဆိုတာဒါ row တွေဖြစ်ပါတယ် Set is where the column cross a row set ဆိုတာကကြတော့ column နဲ့ row တို့နဲ့ cross ဖြစ်တဲ့နေရာကိုဆိုလိုပါတယ်ဒီပုံထဲမှာဆိုလို့ရှိရင်တော့ဒါက set A1 လို့ခေါ်ပါတယ် A set with text in cross a label ဒီ set ထဲမှာရှိတဲ့ text တွေပေါ့နော်စလုံးတွေကိုတော့ဒါ label လို့ခေါ်ပါတယ် Values are numbered in spreadsheet set value ဆိုတာကဒီ spreadsheet set ထဲမှာရှိတဲ့ content တွေဖြစ်ပါတယ် Cell references. A cell reference is the name of a cell. A2 and AC are cell references. Cell reference ဆိုတာ cell တစ်ခုရဲ့အမည်ဖြစ်တယ် A2 နဲ့ AC တို့က cell reference တွေဖြစ်ကြတယ် Cell range. A cell range is a block of cells. A2 is to AC is a range. A2 is to AC mean or the cell from A2 to A6. Cell range ဆိုတာ cell တွေစုစည်းထားတဲ့အစုအဝေးတစ်ခုဖြစ်တယ် Cell ရဲ့ block A2 is to A6 က range တစ်ခုဖြစ်တယ် A2 is to A6 ဆိုတာက A2 မှ A6 အထိ cell အလုံးကိုဆိုလိုတယ်Formula. A formula is an instruction to the computer that tells the computer how to work out a value. Formula ဆိုတာ computer မှာတန်ဖိုးတစ်ခုကိုဘယ်လိုတွက်ချက်ရမလဲဆိုတာကိုညွှန်ကြားပေးတဲ့ညွှန်ကြားချက်တစ်ခုဖြစ် The sum formula. The formula say equal sum B2 is to B6. A new formula. This formula is to work out how many things are left in the reserve. Do it like this. 1. Click on the total value. 2. Type the minus sign. 3. Click on the number of things that have got.
ဒီ formula ကသုံးလောင်ထားတဲ့တင်ထားတဲ့အရင်ပစ္စည်းတွေထဲမှာဘယ်လောက်ကျန်ရှိရဲဆိုတာကိုတွက်ချက်ရန်အတွက်ဖြစ်ပါတယ်။လုပ်ဆောင်ရမယ့်အချက်တွေကနံပါတ်1စုစုပေါင်းတန်ဖိုးကိုနှိပ်ပါနံပါတ်2အနှုတ်လက္ခဏာကိုရိုက်ထည့်ပါနံပါတ်3ရရှိပြီးသောပစ္စည်းအရေအတွက်ကိုနှိပ်ပါ ခုလိုအဆုံးထိကြည့်စင်တာဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက် presentation တွေလည်းစတိုက်ဆုံးကြပါသေးတယ်